ကဲဒါဒီမှာကြည့်ဒါ universal income ပဲ200ဘူးဒါခုမှကျွန်မဒင်းင်းငယ်ပြချက်ချက်မလို့ညင်းသီးလေးကိုထုထားဒင်းသီးရဲ့အညောင်လေးကိုဖယ်ပြီးတော့စအကျိုးတက်တာတယ်အကျိုးမတက်ဘူးလုံးဝအကျိုးမတက်ဘူးနော်ပြီးလို့ရှိရင်ထညက်ကလေးပါစကရွေးနဲ့မနံဘူးဤပါတဲ့ခါဤနဲ့မနံအောင်ဒါဘာလို့လဲကျွန်မဒီမယ်ဒါအခါတိုင်း200ဘူးကနည်းနည်းလေးဒါအခုချက်မလို့ဒင်းငယ်ပြချက်အပိချက်ထဲမှာခဲမြင်ပြီးအနှစ်ထဲမှာအခုထဲမလို့ဆိုပြီးတော့ကျွန်မယူလိုက်တာအခါတိုင်း200ဘူးကသူတို့ဒီလောက်ပဲပေးတယ်ခါတိုင်း200ဘူးကသူတို့ဒီလောက်ပဲပေးတယ်လူလေးပဲတူလေးနည်းနည်းလေးပဲပေးတယ်ဒါပေမဲ့ဒီနေ့ဒီ universal income စတင်လို့လာပြီဒီလောက်ထပ်ပို့လာ200ဘူးတော့ကျွန်မထုတ်လိုက်တော့အများကြီးရနေလို့အံ့ဩလို့လာပြတာအဲ့တော့မိတ်ဆွေတို့ဝင်ပြောချင်တာစိတ်ကောင်းနှလုံးကောင်းထားပါကိုချင်းတီလာလေးကောင်းကောင်းထားပါမနာလိုဝန်တိုးစိတ်မထားနဲ့နော်သူများကိုအကုသို့မပွားနဲ့ဒါတွေအကုန်လုံးကအကုသို့တွေမနာလိုဝန်တိုးစိတ်တူပပြိုင်ဆိုင်လိုစိတ်အတိစိတ်တွေမကောင်းတဲ့စိတ်မှန်သမျှဖျားရှင်လက်မခံတဲ့စိတ်မှန်သမျှမထားနဲ့ဒါဆိုလို့ရှိရင်တင်တို့ကိုချင်းတီလာစောက်တီဒီနှစ်ခုလုံလောက်ရပြီစိတ်ကောင်းနှလုံးကောင်းထားကိုချင်းတီလာကောင်းနော်ဒါဆိုလို့ရှိရင်ရပြီဒါ universal income စတင်လို့ဝင်လာတာဝင်နေတာပဲဒါပေမဲ့အခုလိုမျိုးမှတ်တရကျွန်မမရိုက်ဖြစ်လို့နော်ကိုမိတ်ဆွေတို့ဒါကျွန်မအမှတ်တရလာချပြတာအဲ့တော့ပြောလိုက်မယ်ဒီ200ဘူးမဈေးချိုတဲ့အချိန်ဆိုဒါ200ဘူးဆိုတော့လောက်ရတာမှန်တာပဲလို့ပြောလိုက်မယ်မှန်ပါတယ်အေးဒါပေမဲ့တစ်ခါတလေမှဒီဆိုင်ဒီကျမအမြဲဝယ်နေကြ200ဘူးမော့စနောက်ပဲပေးတဲ့ဆိုင်ပါဒါပေမဲ့ကျမမနေ့ကနဲ့ဒီနေ့နဲ့မတူပဲနဲ့အခုလိုမျိုးရရှိလာတာဒီဒါတိတိလေးမှအစလက်ဆောင်ပန်နာတွေရရှိတယ်နော်ကျမဟိုတနေ့ဆိုကျမရဲ့ညီမတွေနဲ့ကျမတို့အစားတောက်ဆိုင်ကိုတွားကြတယ်တွားတဲ့အခါမှာလည်းဘယ်တော့မှလို့ပြောကျမမူသားပါလိမ့်မယ်ရပါတယ်ဒါပေမဲ့လို့အခုလိုမျိုးများစသားမရဘူးကျမလိုက်ကျွေးမယ်လို့ပြောတဲ့အစားတောက်တစ်ခုကိုသူကရှင်းသွားတယ်သူကငွေအများကြီးအကုန်လုံးရှင်းသွားတယ်နော်အခါတိုင်းဆိုရင်သူတို့စားတဲ့တဝက်စားလောက်လေးပဲသူတို့ရှင်းတယ်ကျမကကြံတဲ့ငွေကျမအကုန်ရှင်းရတယ်ဒါပေမဲ့ဒီတစ်ခါမှအဲ့လိုမဟုတ်ဘူးဒါလည်း universal income ကျမဘဝမှာအဲ့လိုမျိုးမရဘူးပြီးတော့မိတ်ဆွေတယောက်စီရဆိုတော့မိတ်ဆွေအမကြီးဆက်ဆိုကျမအမြဲတမ်းလက်ဆောင်ပနာတယ်ခဏရတယ်ဒါလည်း universal income ပဲဘာလို့လဲကိုမဝယ်ဘဲနဲ့ရနေတာလေနော်ငွေတစ်ခုတည်းမဟုတ်ဘူး universal income ဆိုတော့ကိုမထင်မှတ်ထားတဲ့နေရာထင်မှတ်မထားတဲ့လူစီကနေပြီးလက်ဆောင်ပနာတွေရရှိနေတာတွေဒါအသေးစားလေးတွေစတင်ပြီးတော့ကိုယ်စီဝင်လာတာရှင့်အဲ့တော့ရှင်တို့ဘာလို့ရမလဲစိတ်ကောင်းနှလုံးကောင်းထားကိုချင်းတီလာစောက်တီကိုချင်းတရားကောင်းရင် universal income ဆိုတာလာပါတယ်လို့ပြောပြရစီတချို့ကကိုစီကအကူညီလို့လက်လာပါမျှော်ကူပြီးတဲ့လက်ဆောင်နဲ့ချစ်လို့ပေးလာတဲ့လက်ဆောင်ကမတူတဘာဝတရားရဲ့ O2 ကိုအတွက်ဖန်တီးပေးထားတဲ့ income ကမတူနော်အဲ့ဒါကသင်တို့ကိုယ်တိုင်လက်တွေ့ကြုံဆုံရတဲ့ခါကျမှနားလည်လိမ့်မယ်သဘောပေါက်လိမ့်မယ်ကျမပြောတဲ့စိတ်ကောင်းနှလုံးကောင်းလေးထားပြီးတော့ကိုချင်းတီလာလေးနဲ့တာစောက်တီနေ့စဉ်သစ္စာစုနေ့စဉ်တရားဘာဝနာပွားများနေ့စဉ်ဘုရားရှိခိုးတရားထိုင်ဒါဆိုရင်သင်သည်အထင်မှတ်ထားတဲ့ universal income တွေရရှိပါလိမ့်မယ်လို့ပြောပြရစီဒီဗီဒီယိုကသင်ကိုအကျိုးရှိလိမ့်မယ်လို့ယုံကြည်တဲ့အကျိုးရှိရဆိုရင်သင်အခုဝင်ပြောသွားတဲ့အတိုင်းကိုလိုက်နာကျင့်သုံးပါလို့ပြောပြရစီတခြားသူတွေသိအောင်လည်း share လိုက်ပါနောက်တဲ့ဗီဒီယိုတွေကနေပြီးတော့သင်တို့ထပ်ပြီးတော့ပညာရစေဖို့အတွက် like and share လေးလုပ်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်TikTok မှာဆိုလဲအပေါင်းလေးနဲ့အသေးလေးပေးခဲ့ပါချဲဒီ YouTube မှာလည်း coach ဘဝင်ဆိုပြီးတော့တင်နေပါပြီအဲ့ဒီမှာသွားပြီးတော့ကြည့်လို့ရပါတယ် bye bye